ကဲမင်္ဂလာပါမျိုးကြီးဒီမှာနော်ဒီမှာဒီပိတ်နဲ့လက်ဘိန်းလုံးကြီးပြောတယ်ပေါ့နော်ပါတယ်10ရက်ဒီမှာ10ရက်နဲ့အတန်တိတ်တပိတ်ဒီမှာကြည့်တောင်ကြည့်ပြုတ်နော်ရပြမယ်မကြည့်ဘဏ္ဍာကြီးလဲဆိုတော့ဒီနေ့က10ရက်နဲ့အခုကြည့်မှာအဲ့ဒါမှာနော်တနားရီ7:50ခေါ်တနားရီပဲထားနော်တနားရီမှာတနားရီမျိုးမှာဒီပဲ10နာရီနဲ့3နာရီဟုတ်ပါအကုန်လုံးပုံမှန်လူတွေအားလုံးသူ့လောက်နေကြတယ်နော်အကုန်လုံးနော်ဒီပိတ်လေးပြောချင်တာလေပြည်သူတွေကမအားတော့ဘူးနော်အကုန်လုံးစာတက်ကုန်ဟိုမတိတ်လားရှိပါလားဝါလာနေတာဒီမှာမြန်ဒီမှာဦးရှင်ဒီမှာဦးရှင်နော်အဲ့ဒီမှာလည်းတော့ကြည့်လိုက်အပြည့်ပဲလူတွေအကုန်လုံးကနော်ဒီပိတ်တွေဆိုခုနေပြန်ရိတ်နေစက်ပေါ့ကွာနော်ဟိုအဝေးရနေတာဟိုတောတဲ့တောင်ကနေပြီးတော့ရှူဟိုရှူရှဲတော့မပြီးတော့စားပြီးတော့အားချောင်းနေပါတယ်10နာရီရနေ3နာရီထိဟုတ်လားနော်တက်တိတ်ပေးတယ်ဟုတ်လားနော်အခုဒီမှာကြည့်အကုန်လုံးကဒီမှာဒီလူကပုံမှန်အတိုင်းလှုပ်ရှားသွားလာတာမင်းတို့ရဲ့တပိတ်တွေဘယ်သူမှစိတ်ဝင်စားဘူးပြည်သူတွေကနော်ဒီမှာစာတက်ဖို့လိုပြီဟုတ်လားစာဥတော်ပေါ်တွေရဲ့နော်ပြည်သူတွေကမအားတော့ပြည်သူတွေအကုန်လုံးစာတက်ကုန်ပြီနော်မင်းတို့တော်လိုင်းအောင်မယ်ဆိုပြီးတော့တပတ်ပဲစောင့်လို့တရက်ပဲစောင့်ဟုတ်လားအခုဘယ်နှစ်ရှိပြီ9နှစ်တောင်ရှိပြီနော်2021ကနေစတယ်အခု2026တော့ဖြစ်လာနော်ဖြည်းဖြည်းနဲ့အကုန်လုံးမအားကြတော့ဘူးနော်မင်းတို့ကောင်တွေကအားမနေနဲ့ဒီမှာလှုပ်ရှားသွားလာနေကြတာနော်ဒီကတော့ဝမ်းနေရပြီပေါ့ကွာနော်မင်းတို့တပိတ်အောင်အစင်းကမင်းတို့ဘယ်လိုပဲအတန်တိတ်တပိတ်လုပ်နေတယ်မင်းတခါဟိုဘယ်လိုပြောမလဲကောက်ကူရှူရှိုက်လုပ်တဲ့တပိတ်လေးပါလေလုပ်ကြပါလားဟမ်ဒီလိုက်နော်出来了。ဒီမှာကိုတို့သွားလာလို့ကြားတာအဲ့တော့ဟိုဘက်ဈေးပြန်တယ်ဟိုဘက်ဈေးတော့မှမသွားသေးဘူးနော်အဲ့လေးလာပြောပြတာပါဒီမှာရတယ်